မိနစ်နဲ့အများဆုံးလှပြင်ခြင်းလားခီခီရဲ့၄မျိုးတစ်ဆက်လေးနဲ့လှပြင်လို့ရပါဒါလေးကတော့ခီခီရဲ့ Hydra Glow Toner လေးပါရှင်Hydra Glow Toner လေးကပန်းလေးတွေရဲ့ပွင့်ပတ်ပေါင်းခံရင်နဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မလို့အသားရည်ကိုတစ်ပတ်အတွင်းတိတိတတ်တာ glow စေပါတယ်ရှင်ဒါလေးကတော့ Kiki Moisturizer Gel လေးပါရှင် Kiki Moisturizer Gel လေးကဂျပန်ဆေး formula နဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မလို့ပျက်စီးနေတဲ့အသားရည်တွေကိုအမြန်ဆုံးပြုပြင်ပေးပါတယ်ရှင်အိုမင်းရရော်ချင်းကိုကာကွယ်ပေးတဲ့အတွက်ကြောင့်မလို့ခီခီရဲ့နုပြိုစေးတလက်မအိုစေးလေးဆိုလည်းမမားပါဘူးရှင်အလေးကတော့ Kiki Sun Cream လေးပါရှင် Kiki Sun Cream ကအခြား Sun Cream တွေနဲ့မတူတဲ့အားသာချက်တစ်ခုကတော့ဖုန်းကလာတဲ့ Digital Ray Blue Ray တွေကိုပါကာကွယ်ပေးပါတယ်ရှင်ပြီးတော့တုံးဝက် Sun Cream ဖြစ်တဲ့အတွက်ကြောင့်မလို့မူလအသားရည်ထက်တဆင့်ပို့ပြီးတော့ဖြူဝင်းစေတဲ့အတွက်ကြောင့်မလို့ Foundation လိမ့်စရာတော့မလိုတော့ပါဘူးရှင်Sun Cream လေးနဲ့တွင် Glow Look ကိုရစေပါတယ်ရှင်ပြီးလို့ရှိရင်တော့ဒါလေးကတော့Kiki နှကန်းနီလေးနဲ့ Kiki Moisture လေးနဲ့ကိုနှစ်ခုကိုရောပြီးတော့ blendလုပ်ပြီးတော့ပါးလေးတွေမျက်လုံးလေးတွေကိုခြယ်လို့ရပါတယ်ရှင်ဒီ moisture gel လေးနဲ့ရောပြီးတော့လုပ်တာကတော့ပို့ပြီးတော့ဆွဲရတာလွယ်အောင်လို့ပို့ပြီးတော့ပြန်ပြောင်းလေးလည်းဖြစ်ချင်လို့ပေါ့နော်အဲ့လိုမျိုးလေးသုံးတာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင် Kiki နှကန်းနီလေးစိုးပါမယ်ရှင်အခုစိုးထားတဲ့ color လေးကတော့309 color လေးဖြစ်ပါတယ်ရှင်တန်တန်Kiki ရဲ့၄မျိုးတစ်ဆက်နဲ့လှသွားပြီနော်လေးမျိုးတစ်ဆက်ကိုမှ82,000ချက်ပါရှင်ခီခီအေယာရီလီဒါခိုင်းပါပါရှင်